ဟုတ်ပြီဒါဝန်ထမ်းတက်တန်း9နှစ်ပြည့်ဝန်ထမ်းပါနော်ဒါမန်နေဂျာကြီးဂျာကြီးပေါ့မန်နေဂျာချုပ်ဖြစ်တယ်ဝန်ထမ်းတက်တန်း9နှစ်ပြည့်တာဖြစ်တဲ့အတွက်ဝန်ထမ်းတက်တန်း9နှစ်ပြည့်စုလက်ဆောင်ဂုံပြုစုလက်ဆောင်ဖြစ်ပါတယ်အိမ်ချံဝင်းယူမလားပတ်စံယူမလားဆိုတော့လောလောဆယ်ပတ်စံရေးကြီးနေတာဖြစ်တဲ့အတွက်ပတ်စံယူမယ်ဆိုလို့390ဂုံပြုခြင်းဖြစ်ပါတယ်ဒါတက်တန်း9နှစ်ပြည့်တဲ့ဝန်ထမ်းမန်နေဂျာကြီးမန်နေဂျာချုပ်ဖြစ်ပါတယ်ဒါအားလုံးလည်းဒါကိုစံနမူနာယူအတူယူပြီးတော့မှစူးစမ်းစီချင်တယ်ခုနပြောသလိုတစ်နှစ်ပြည့်တဲ့ဝန်ထမ်းအတွက်အကျိုးခံစားခွင့်တည်တံ့ရှိတယ်3နှစ်ပြည့်တဲ့ဝန်ထမ်းအတွက်အကျိုးခံစားခွင့်တည်တံ့ရှိတယ်9နှစ်ပြည့်တဲ့ဝန်ထမ်းအတွက်အကျိုးခံစားခွင့်တည်တံ့ရှိတယ်အဲ့အတိုင်းပဲ9နှစ်10နှစ်ပေါ့နော်အကျိုးခံစားခွင့်ဆိုတော့အဲ့လိုတည်တံ့ရှိပါတယ်အခုဒီနေ့ကတော့ဒါအားလုံးရဲ့မန်နေဂျာကြီးမန်နေဂျာချုပ်ကြွားမယ်ဆိုရင်တော့၄ပါးအကုန်ထူးရှင်ပေါ့နော်ဒါဟိုမကြောင်းမတက်ဖြစ်တော့အခုဒီမှာမန်နေဂျာချုပ်လုပ်တယ်ဒါ9နှစ်တက်တန်းပြည့်ဝန်ထမ်းကိုဂုံပြုခြင်းဂုံပြုလက်ဆောင်ဖြစ်ပါတယ်390စုချင်းမြတ်ပါတယ်